ပျော်ရွှင်စရာတွေမရှိတော့ပဲတနေ့တစ်နေ့အတိတ်ပဲမရှိဖြတ်သန်းနေရတယ်လို့ခံစားနေရပြီလားပျော်ရွှင်မှုဆိုတာကခံစားချက်မဟုတ်ပါဘူးကျွန်တော်တို့အုံနောက်ထဲကဓာတုတက်ပြူးမှုတွေကြောင့်ဖြစ်လာတဲ့ရလဒ်တစ်ခုပါအုံနောက်ကဒိုဖာမင် serotonin endorphins oxytocin စတဲ့ဓာတုပစ္စည်းတွေထုတ်ပေးတဲ့အခါမှာကျွန်တော်တို့ကလန်းဆန်းတက်ကြွပြီးတော့ပျော်ရွှင်မှုတွေခံစားရပါတယ်ခန္ဓာကိုယ်ကကော်တီဇောလို့ခေါ်တဲ့ဓာတုပစ္စည်းတွေထုတ်တာများလာတဲ့အခါမှာတော့ကျွန်တော်တို့စိတ်ပင်ပန်းမှုတွေခံစားရတယ်စိတ်ပင်ပန်းတာတွေအများများလာတဲ့အခါမှာတော့စိုးရိမ်ပူပန်မှုတွေစိတ်ကြယောဂတွေပါခံစားလာရပါတယ်အလွယ်မရရင်တော့ပျော်ရွှင်မှုကအုံနောက်ထဲက happy chemicals တွေကြောင့်ဖြစ်တယ်မပျော်ရွှင်စိတ်ညစ်စရာတွေကခန္ဓာကိုယ်ထဲမှာ stress chemical တွေများလာလို့ဖြစ်တယ်ပေါ့တခုရှိတာကကျွန်တော်တို့အသက်ရှင်ဖို့ဆို happy chemicals တွေရော stress chemical ကိုရောလိုအပ်ပါတယ် stress chemical ကအန္တရာယ်ကြုံလာရင်တုံ့ပြန်နိုင်ဖို့နိုးနိုးကြကြရှိဖို့မနဲ့အိပ်ယာထားဖို့စတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပါတယ်ဒီတော့ဒီ stress chemical ကအများများလာရင်မကောင်းဘူး0ဖြစ်နေလို့လည်းမရဘူးပေါ့ကျွန်တော်တို့ပျော်ရွှင်မှုတွေရရှိဖို့ဆိုရင်ခန္ဓာကိုယ်ထဲမှာ stress chemical တွေရောနေပြီး happy chemicals တွေပိုများနေအောင်လုပ်ရပါမယ်အဲ့လိုလုပ်ဖို့အတွက်ဒီ happy chemicals တွေဘယ်အချိန်မှထွက်ပြီးတော့ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် dopamine ကိုစူးချတဲ့ chemicals လို့လည်းခေါ်ကြပါတယ်ဘာလို့လဲဆိုတော့ dopamine ကအသက်ရှင်ဖို့အကျိုးရှိတာတွေလုပ်ရင်ထွက်လို့ပါတတ်မှတ်ထားတဲ့ပန်းတိုင်းတစ်ခုကိုလုံနိုင်ရင် dopamine ထွက်တယ်ဥပမာစာမှုဝဲမှာဂုဏ်တူးထွက်အောင်လုပ်မယ်ဆိုတာမျိုးပေါ့ကိုလက်လှုပ်ရှားမှုအားကစားတွေလုပ်ရင် dopamine ထွက်တယ်အစာစားရင် dopamine ထွက်တယ်တခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံစကားပြောဆိုတဲ့အခါမှာ dopamine ထွက်တယ်ဘာလို့လဲဆိုတော့လူသားမျိုးစိတ်စင်ကဲပြောင်းလဲလာတော့ကအုပ်စုလိုက်နေတဲ့လူတွေမှာပဲရှင်သန်နိုင်စွမ်းပုံမြင်တော့တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံတာတွေလုပ်ရင်အုံနောက်ကစူးချတဲ့ chemical ထုတ်ပေးပါတယ်ကျွန်တော်တို့ဖုံးဆွဲတာလဲဒါကြောင့်ပါပဲဖုံးကနေတခြားလူတွေကိုမြင်နေကြားနေရတာတွေကိုအုံနောက်ကတကယ်လူတွေနဲ့ပြောဆိုဆက်ဆံနေတဲ့အထင်ပြီးတော့ dopamine တွေထုတ်ပေးတယ်အသက်ရှင်မှုအရေးကြီးတဲ့ဒီပေါင်းသင်းဆက်ဆံမှုကိုအလွယ်တကူရနေတော့ကျွန်တော်တို့အုံနောက်ကဖုံးကိုကြည့်ဖို့ပဲတွန်းအားပေးပါတော့တယ်ဒီလိုနဲ့ social media တွေမှာကျွန်တော်တို့အချိန်ကြာကြီးဖြုံးဖြစ်လာပါတယ်တကူကူဆိုအပြင်ကလူတွေနဲ့ပြောတာထက် social media မှာပဲအရင်တင်တာမျိုးတွေလုပ်လာတယ်ပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အုံနောက်ထဲမှာ dopamine level ကအရန်မြင့်လာပြီးတော့အရင်ကပျော်စရာကောင်းတယ်လို့ထင်ခဲ့တဲ့ကိစ္စတွေကိုအရန်ပျော်စရာမကောင်းတော့ဘူးလို့ခံစားလာရပါတယ်အုံနောက်ကပျော်ရွှင်မှုခံစားရတဲ့နေရာမှာထုံးလာတာပေါ့ဒါကြောင့်မို့အရင်လိုကိစ္စသေးသေးလေးတွေကိုစိတ်လှုပ်ရှားပြီးပျော်ရွှင်ဖို့ဆို social media အသုံးပြုတာကိုကန့်သက်ပြီးတော့အပြင်မှာမိသားစုတွေတငယ်ချင်းတွေနဲ့ပို့ပြီးပြောဆိုဆက်ဆံဖို့အကြံပေးချင်ပါတယ်နောက်ထပ် happy chemical တစ်ခုကတော့ serotonin ကခံစားမှုတွေနဲ့အိတ်တာကိုထိန်းညှိပေးပြီးတော့ serotonin နဲလာရင်စိတ်ကြတာစိုးရိမ်ပူပန်တာခံစားမှုမကောင်းတာတွေဖြစ်နိုင်ပါတယ် serotonin ထွက်ဖို့ဆိုနေအောင်ကြီးနဲ့ထိတွေ့တာပုံမှန်လေ့ကျင့်ခန်းလုပ်တာအေးဝါအိတ်တာအာဟာရပြည့်ဝအောင်စားတာစတာတွေကိုလုပ်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ endorphins ကတော့နာကျင်မှုသက်သာစေတဲ့ chemical ပါ endorphins ကလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ရည်တဲ့ချိန်တွေမှာထွက်ပါတယ်နောက်ဆုံး chemical ကတော့ oxytocin ပါ oxytocin ကိုတင့်တော်အောင်ဘာသာပြင်ရရင်တော့ရင်းနှီးမှု chemicals ပေါ့ oxytocin ကတယောက်ယောက်နဲ့ဖက်တဲ့အချိန်ယုံကြည်မှုတွေတိဆောက်တဲ့အချိန်ရင်းနှီးမှုတွေချိတ်ဆက်တဲ့အချိန်တွေမှာထွက်ပါတယ်ကျွန်တော်တို့တယောက်တည်းနေတဲ့အချိန်မှာအုံနောက်က oxytocin မထွက်လို့အထီးကျန်ဝမ်းနည်းမှုတွေခံစားရတာဖြစ်ပါတယ်ဒီတော့ပျော်ရွှင်မှုဆိုတာအပြင်သွားအရက်တောက်ပြီးလိုက်ရှာလို့ရတဲ့အရာမဟုတ်ပါဘူးမှန်ကန်တဲ့နေထိုင်မှုပုံစံနဲ့ပျော်ရွှင်မှုကိုလေ့ကျင့်တည်ဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအလေးအကျင့်တွေကိုပြန်စုပြီးပြောရရင် social media သုံးချိန်ကိုကန့်သက်ပြီးမိသားစုတွေတငယ်ချင်းတွေနဲ့အချိန်ပိုသုံးပါနေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါအကောင်းဆုံးကတော့အလေးမလေ့ကျင့်ခန်းလုပ်ပါအေးဝါအိပ်ပါအသားဓာတ်ကစီဓာတ်အဆီဓာတ်တွေမျှတအောင်စားပါနေအောင်ကြီးနဲ့ထိတွေ့ပါဒီအလေးကျင့်တွေကိုတေချာလုပ်မယ်ဆိုရင်ပျော်ရွှင်မှုတွေတိစောက်နိုင်မှာဖြစ်ပါတယ်